တင်ကဒီဗီဒီယိုကြည့်နေတယ်ဆိုရင်ခဏလောက်မျက်လုံးမှိတ်ပြီးစိတ်ကူးကြည့်လိုက်ပါတင်ဟာပင်လယ်ပြင်ကျယ်ကြီးရဲ့အလဲကောင်တက်တက်မှာတယောက်တည်းရောက်နေတယ်ဆိုပါစို့ရေဒီယိုကလည်းအလုံးမလုံးပဲနဲ့ပြတ်နေတယ်တင်အော်ဟစ်အကူအညီတောင်းရင်တောင်တင်ရဲ့အတန်ကိုဘူးမှကြားနိုင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ခမားရောက်နေတဲ့နေရာဟာကဘာပေါ်မှာကုံမြင့်နဲ့အဝေးဆုံးကပွိတ်နီမိုဆိုတဲ့နေရာကိုရောက်နေတာမို့လို့ပါ။ပွိတ်နီမိုဆိုတာလက်တင်ဘာသာစကားအရဘယ်သူမှမရှိတဲ့နေရာ no one လို့အတိတ်ပဲရပါတယ်။ဒီနေရာနေခမားတို့အနီးဆုံးကုံမြင့်တစ်ခုကိုရောက်ချင်ရင်မိုင်ပေါင်း1690 2688ကီလိုမီတာအကွာအဝေးကိုလက်ပစ်ကူးခတ်ရပါလိမ့်မယ်။ဒါဟာရန်ကုန်ကနေဘန်ကောက်ကို3ခေါက်လောက်လမ်းချောက်သွားရတဲ့ခီးလန်းအကွာအဝေးပါပဲ။ဒါပေမဲ့ထူးဆန်းတာတစ်ခုရှိနေပါတယ်။ပွိတ်နီမိုမှာတောင်တင်နေတဲ့ခမားအတွက်အနီးဆုံးလူသားဟာတင်ပေါ်သားတွေမဟုတ်ပါဘူး။တင်ကောင်းကင်ဘော်ကိုမော့ကြည့်လိုက်ပါ။တင်ကောင်းဘော်တဲ့ကနိုင်ငံတကာအာကာသစခန်း ISS ဘော်မှာရှိတဲ့အာကာသယာဉ်မှူးတွေကခမားနဲ့အနီးဆုံးပါပဲ။သူတို့ကမိုင်250ပဲခမားနဲ့ဝေးလို့ပါစဉ်းစားကြည့်လိုက်ပါကဘာပေါ်ကလူတွေထက်အာကာသထဲကလူတွေနဲ့ပိုပြီးတော့หนีနေတာဘလောက်တော့အထီးကျန်ပြီးကြောက်စရာကောင်းလဲဆိုတာဒါတင်မကသေးပါဘူးဒီနေရာကိုအာကာသတင်ချိန် spacecraft cemetery လို့လည်းခေါ်ကြပါတယ် NASA နဲ့ Russia တို့ဟာသူတို့ရဲ့ပစ္စည်းတွေကြိုတုတွေအာကာသစခန်းဟောင်းလေးကိုဒီနေရာမှာပစ်ချပြီးဖျက်ဆီးလေးရှိပါတယ်ဒီပင်လယ်ကြမ်းပြင်အောက်မှာကျိုတုအပြက်စီးပေါင်း300ကျော်နစ်မြုပ်နေပါတယ်ဒီနေရာမှာမေးခွန်းထုတ်စရာတစ်ခုရှိလာပါတယ်ကျွန်တော်တို့အရင်ကတင်ခဲ့တဲ့ The Blue ဆိုတဲ့ဗီဒီယိုထဲကဝေလငားတဲ့ကြီးတဲ့အတန်နဲ့ကြီးကိုဖမ်းမိခဲ့တဲ့နေရာဟာဒီ point Nemo နဲ့တိတ်ပြီးတော့မဝေးလာပါဘူးအစိုးရတွေဟာကျိုတုအပြက်တွေကိုဒီနေရာမှာဆွတ်ပစ်တာဟာအမိုက်ပစ်ချင်ုံတက်လားဒါမှမဟုတ်ရေအော့ကသုံးနေရာကိုဖုံးကွယ်ထားခြင်းလို့လားစာရေးစရာ HP Lovecraft ကတော့ဒီနေရာဟာကုသလူလို့ဆိုတဲ့ဘလူးကြီးတစ်ကောင်အိတ်ဆက်နေတယ်လို့ရေးသားဖို့ပါတယ်ခမည်းတော်ကဘလို့ထင်ပါသလဲပွိတ်နီမိုအောက်မှာကျိုတုအပြက်တွေပဲရှိတာလားဒါမှမဟုတ်ကျွန်တော်တို့မမြင်နေတဲ့ရေအော့တရဝါကြီးတွေရှိနေမလားဒါဆိုကိုမဲမှာညင်းခုန်ပေးသွားကြပါဦးနောက်ဗီဒီယိုမှာကျွန်တော်နဲ့အတူဖြေချကြည့်ကြရအောင်ပါ